ဒီသိပ္ပံပညာရှင်တွေကအင်္ဂါကြိုပေါ်မှာကြိုသားတတဝါတစ်ကောင်ကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်အားလုံးပျော်ရွှင်နေကြပြီးတော့ဒီအတွက်အတော်စိတ်လှုပ်ရှားနေခဲ့ကြတယ်။သူတို့ကဒါကိုကေဗင်လို့နာမည်ပေးလိုက်ကြတယ်။ကေဗင်ကိုအာကာသစခန်းမှာ52ရက်လောက်သူတည်တနလုပ်ခဲ့ကြပြီးတဲ့အခါမှာတော့သူ့ရဲ့ကြီးထွားနှုန်းကအင်မတန်မြန်ဆန်လာတယ်ဆိုတာအံ့ဩစွာပဲတွေးခဲ့လိုက်ရတယ်။ဒီထက်ပိုထူးဆန်းတာကဒီကြိုတတဝါရဲ့ဆဲတိုင်းကဆိုမာမဆဲတွေရဲ့လှုပ်ဆောင်မှုအားလုံးကိုတပြိုင်နက်တည်းလှုပ်ဆောင်တာပဲ။ပိုနားလေအောင်ရှင်းပြရရင်တော့ကေဗင်ရဲ့ခနာကိုယ်ကကြွက်သားတွေနဲ့ဖုံးအုပ်ထားပြီးတော့သူ့ရဲ့ဆဲတစ်ခုစီတိုင်းမှာလွတ်လပ်တဲ့အုံနောက်တစ်ခုစီရှိနေတာဒါကသိပ္ပံပညာရှင်တွေကိုအတော်ကိုထိတ်လန့်သွားစေခဲ့တယ်။ဒီနောက်မှာတော့သူတို့မျှော်လင့်မထားတာတစ်ခုကစတင်ဖြစ်ပေါ်လာခဲ့တယ်။သိပ္ပံပညာရှင်တယောက်ကငြိမ်သက်စွာအိပ်ပျော်နေတဲ့ဂျိုသားကိုလျှက်စစ်ရှော့နဲ့နှိုးဖို့ကြိုးစားတော့ရုတ်တရက်ထိုလူရဲ့လက်ကိုလန့်ဆွဲခံလိုက်ရတယ်။ဒီလိုနဲ့ဂျိုသားတတဝါကသူတို့ထင်မထားတဲ့အံ့ဩစရာကောင်းတဲ့စွမ်းအားတစ်ခုကိုစတင်ထုတ်ပြလာခဲ့တယ်။ကြောက်လန့်တုန်လှုပ်နေတဲ့အမျိုးသားကအစွမ်းကုန်စူးစမ်းနေခဲ့ပေမဲ့လုံးဝရုံမထွက်နိုင်ခဲ့ဘူး။သူတို့ထင်မှတ်မထားတဲ့အခြေအနေကြောင့်တခွဲခန့်ပြင်ကလူတွေလည်းထိတ်လန့်နေခဲ့ကြတယ်။သူကကေဗင်ကိုလွတ်ပေးအောင်လျှက်စစ်ရှော့နဲ့ချင်းချောက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်စက္ကန့်မှာပဲအဲ့ဒီလူရဲ့လက်ချောင်းတွေကိုကေဗင်ကချူပစ်လိုက်တယ်။အခန်းထဲမှာတော့အယိုးကျုပ်တန်တွေစက်တိုက်ထွက်ပေါ်လာပြီးနာကျင်စွာအော်ဟစ်ညည်းညူတန်တွေနဲ့ပြည့်နေခဲ့တယ်။အဖွဲ့သားတွေကသူ့ကိုကယ်တင်ဖို့ဝင်လာခြင်းခဲ့ပေမဲ့ကပတိန်ကယောဂဘိုးကူးမှဆိုးလို့တားဆီးထားခဲ့တယ်။သူတို့ညှင်းခုန်နေကြတဲ့အချိန်မှာပဲဂျိုသားတတဝါကအဲ့ဒီလူကိုလွတ်ပေးခဲ့လိုက်ပေမဲ့သူ့ရဲ့လက်ကတော့အတော်ဆိုးဆိုးပဲပျက်စီးသွားခဲ့တယ်။ဒီနောက်ကေဗင်ကလျှက်စစ်ရှော့တိုက်တံကိုချူပစ်လိုက်ပြီးတော့သူတို့ကကေဗင်ရဲ့အုံနောက်ကိုရှော့တွက်ခဲ့ကြပေမဲ့အေဗင်ကတော့လျှက်စစ်ရှော့တိုက်တံကိုတုံးပြီးတော့လက်အိတ်ကိုဖောက်ပြီးလွတ်မြောက်သွားခဲ့တယ်။ဒီနောက်ကေဗင်ကစမ်းသက်နေစေကြွက်ကလေးဘေးကိုခုန်ဆင်းသွားခဲ့ပြီးတော့ကြွက်ကလေးကိုတင်းတင်းကြပ်ကြပ်ခုံအုပ်လိုက်ပြန်တယ်။ကေဗင်ကအတော်ဆာလောင်နေပုံရပြီးတော့သူကတခဏအတွင်းမှာပဲကြွက်ကလေးကိုဖျက်ဆီးပစ်လိုက်နိုင်တယ်။ဒီနောက်ယိုရီကအထဲကလူကိုကယ်တင်ဖို့အတွက်အမြန်ဝင်လာခဲ့ပြီးတော့သူ့ကိုတကားနာကိုအမြန်နှုံးပို့လိုက်တော့အပြင်ကလူတွေကသူ့ကိုအမြန်ခေါ်ယူလိုက်နိုင်တယ်။ဒီအချိန်မှာပဲအခန်းထဲကဂျိုသားတတဝါကသူတို့စီအမြန်ပြေးလာခဲ့ပြီးတော့ယိုရီဘာမှမလုပ်လိုက်နိုင်ခင်မှာပဲသူ့ခြေထောက်ကိုအမြန်ပဲရစ်ပတ်ခံလိုက်ရတယ်။ဒီနောက်ဂျိုသားတတဝါကိုအပြင်မထွက်နိုင်အောင်တကားကိုအမြန်ပဲပိတ်ထားလိုက်ကြတယ်။ဂျိုသားတတဝါကကြွက်ရဲ့စွမ်းအင်တွေကိုစုပ်ယူလိုက်ပြီးနောက်မှာသူ့ရဲ့အရွယ်စားကတိတိတသာကြီးထွားလာခဲ့ပြီးတော့ယိုရီကတော့ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ခုချိန်ထိစဉ်းစားလို့မရဘူးဖြစ်နေခဲ့တယ်